lo que está ni ahí. Baile, baile. Hello, mami, là bà xin. Welcome back to my channel. ဒီနေ့ကတော့အမတယောက်ရဲ့ဘတ်ဒေးကို celebrate လုပ်မဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်။အားလုံးပဲအဆုံးလိုက်ကြည့်ပြပါဦးနော်။မနေ့ရှင်တဲ့ဘတ်ဒေးကိတ်လုပ်ရပါတယ်ရှင်။အခုကတော့2ယောက်တည်းပေါ့နော်။မနေ့ရှင်နဲ့စုံဖို့အတွက်တားနေရပဲဖြစ်ပါတယ်။မနေ့ရှင်နဲ့မတွေ့ခင်ပန်းစီဝင်လာပဲဖြစ်ပါတယ်။အစားတော့ပန်းတခြားရွေးပြီးတော့စီခိုင်းလို့ပေါ့နော်။အချိန်နဲ့စီတာနဲ့စီထားတဲ့ပန်းလေးကိုပဲရွေးခဲ့ပါတယ်။မနေ့ရှင်နဲ့တွေ့ပါပြီ။ရဟောင်းမနေရမြပဲမဲ့မနေ့ရှင်ကို present treatment အဖြစ်ပေးတဲ့အနေနဲ့ထိုင်ခိုင်းတာပါ။နောက်ဆုံးတော့ရလို့နေရရတာပါ။နေရတော့တိုးကြမမဟုတ်ပဲနဲ့တချီခေါ်တော့ဟာမိုရာစတေရှင်နာမှာရှိတဲ့အရန်ချစ်ချက်ကောင်းတဲ့ဆိုင်လေးဆိုင်ကိုတောင်းပါဖြစ်ပါတယ်။တောင်းတယ်မဟုတ်ပါဘူး။မနေ့ရှင်အမရဲ့တငယ်ချင်းပြင်းနေကောင်းတဲ့လေးလည်းပုံပါတယ်။ဂျာတီဦးတော့တိတ်ပြီးမကောင်းဘူး။မအော့ပြီးတော့မရွာမျိုးလေးဖြစ်။ဒါပေမဲ့မမိခဲ့ပါဘူး။ရောက်ပါပြီ။ရန်ချစ်ချက်ကောင်းတဲ့ဆိုင်လေးကိုနဲ့ကြည့်ပြပါဦး။ Nuestra canción ဒီဆိုင်လေးကအရန်လည်းမချင်းဘူးလို့လည်းတိတ်မများပဲနဲ့ဘလို့ decoration လေးတွေရောမီးရောင်လေးတွေရောပြီးတော့ဖွင့်နိုင်တဲ့ချင်းတွေအစားအရင်ကမှတစ်ဆန်ပါတယ်တိတ်တူလုံးတွေအတွက်အဆူဆုံးနေပါမွေးနေ့ရှင်ကတော့တိတ်ပြီး surprise မဖြစ်ဘူးပေါ့နော်ဘာလို့ဆိုမွေးနေ့တိုင်းကိန်းမနဲ့ဖန်စီပြင်းနေကြဆိုတာသူကြိုသိထားလို့ပါဒါပေမဲ့သူပြောတယ်လို့ပြောပါတယ်Siente la explosión. Fuego, fuego, nuestra canción. ပြီးတော့တော့ရလုံးမနေ့ရှင်ကိုလက်ဆောင်နဲ့ပေးပြီးတော့ချက်ချင်းပဲအပေါင်းစလောက်ခံလိုက်ပါတယ်ပီဇာမမထားပေးမယ်ဆိုင်ရှင်ရပါတော့အကောင်လုံးအရန်ချောတာပဲဆိုပြီးတော့ကျွေးရပဲဖြစ်ပါတယ်ဆက်လာပါပီဇာစားလိုက်ရင် cheese အမြင်လေးတွေထွက်အောင်ဆိုပြီးတော့အကောင်လုံးအချိန်မြင့်ခါခါစူးစမ်းခဲ့ကြတာဖြစ်ပါတယ်စားပြီးတာနဲ့တက်ရှင်ဘလုပ်ခဲ့ပေးပါတယ်ဆိုင်ရှင်အဖုံးနဲ့ဘာနဲ့တည်တယ်မဟုတ်ဘူးハワイチスヤリချစ်စရာလေး チスヤリチスヤリチスヤリかわいいミンガラバミンガラバわかるlo que está ni ahí. Baile, baile. Baile, malo. စားပြီးတော့ပြီးတဲ့အခါမှာတော့ဘီယန်ကောင်မလေးကိုပူတာတိလိုက်ပို့ပြီးတော့3ယောက်တည်းကာလာအိုကေကိုဆက်သွားပါတယ်